မလာလေးကိုဖြစ်ခဲ့တာဘူးလို့ဒါကြောင့်လက်နိုင်မှုတော်ကြီးချီတော်နာဘလို့ဘလို့လက်နိုင်မှုတော်ကြီးချီတော်နာရဲမနောမြေမှုကုန်အတဲ့တော်ကျွေးလူတော်လက်မနောမြေမှုကုန်အတဲ့တော်ကျွေးလူတော်ရေကြီးကမ်းမောင်မြေဝဲဘက်ပြောက်စီဝဲတက်ပြရစီအောင်ဝဲရေကြီးကမ်းမောင်မြေဝဲဘက်ပြောက်စီဝဲတက်ပြရစီအောင်လက်တော်ရတနာနှစ်ထက်လေးရဲ့နဲ့လွတ်ပေါ်ကြမှာတဲလေးပါလို့လက်တော်ရတနာနှစ်ထက်လေးရဲ့နဲ့လွတ်ပေါ်ကြမှာတဲလေးပါလို့ဒီခွက်တဲ့အိုင်ကြမြေဝဲ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 ချီထက်လို့ထိုင်ကြမယ်ဝဲဖျောင်းလောက်ပေါင်းလာတိုက်
။